AI နဲ့ဗီဒီယိုတွေဖန်တီးခြင်းတဲ့သူတွေကျွန်တော်တို့ Play Store မှာကျွန်တော်တို့ Google ဘလို့ရနေနော်သူက application လေးနေနဲ့ကျွန်တော်တို့ထုတ်ထားတယ်ကျွန်တော်တို့ကနေပြီးတော့Google ဘလို့ပဲတာလို့ကျွန်တော်တို့ရိုက်လိုက်မယ်နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးမှာတက်လာမယ်အဲ့ကောင်လေးကိုဆွဲပြီးကျွန်တော်တို့ကနော် flow တွေတော့လာတယ်နော်ဝင်ကျွန်တော်တို့ flow တွေရောက်ပြီဆိုလို့ရှိရင်သူကအမှသူက Gmail နဲ့ဝင်နေပြလိမ့်မယ်နော်ဒီမှာ Gmail ကောင်လေးချိန်လိုက်အောင်မယ်ပြီးလို့ရင်ကျွန်တော်ကဒီမှာ new ကိုတစ်ချက်နေမယ်နော်ဝင်ကျွန်တော်ခဏဆောင်မယ်ပြီးလို့ရင်ကျွန်တော်ဒီမှာအပေါင်းလေးကိုတစ်ချက်နေမယ်ပြီးလို့ရင်တော့ဒီမှာ image ဆိုတာတော့လေးကိုကျွန်တော်တစ်ချက်နေမယ်။ဟိုကျွန်တော်ဓာတ်ပုံလေးပုံသွားယူမယ်နော်။ဓာတ်ပုံမှာကျွန်တော်ပြီးလို့ရင်ခဏလေးစောင့်မယ်နော်။ပြီးတော့ဒီမှာဒီကောင်လေးကိုတစ်ချက်ယူမယ်။ဒီမှာဓာတ်ပုံတော့ပေါ်မလာသေးဘူးနော်ခဏလေးစောင့်မယ်။ဓာတ်ပုံကတော့ကျွန်တော်တို့မိတ်ဆွေတို့ရမနိုင်မှထုတ်လိုက်ပါနော်။ကျွန်တော်တို့ဒီမှာဗီဒီယိုအနေနဲ့တော့မဖြစ်တဲ့ဗီဒီယိုထားမယ်။ဒီမှာကျွန်တော်ဒီမှာဟိုရွေးချင်တဲ့ site ကိုရွေးလို့ရတယ်နော်။ကျွန်တော်ဒီမှာဗီဒီယိုကဒီမှာ၄ခုထိထုတ်လို့ရပါကျွန်တော်တစ်ခုပဲထားမယ်ကျွန်တော်ဟိုတကလက်တော့လည်းပြရဖြစ်တဲ့အတွက်ဟိုကျွန်တော်ဒီမှာ4စက္ကန့်နေကျွန်တော်10စက္ကန့်နေထုတ်လို့ရတယ်ကျွန်တော်8စက္ကန့်ပဲထားနိုင်မယ်နော်အောက်ပိတ်ဆုံး setting ကတော့ကျွန်တော်ဒီမှာ omni ဖလက်ထားမယ်နော်သူကဖုန်းသမားတွေရပြီဆိုတော့ကျွန်တော်ဖုန်းသမားတွေအတွက်လည်းတော့ဒီအဆင်ပြေပါနော်ဟိုကျွန်တော်ဒီမှာကျွန်တော်ဒီမှာ pro ရေးမယ်ဆိုရင်ဒီမှာရေးမယ်နော်အဲ့လိုမျိုး setting တွေရေးပြီးဆိုလို့ဒီမှာကျွန်တော်ပြောရမယ်အကြောင်းအရာလေးကိုကျွန်တော်တို့ပြောကြမယ်ပေါ့နော်အခုကျွန်တော်တို့ကမြန်မာလိုလည်းရေးလို့ရပါတော့ကျွန်တော်လောတင်တော့ကျွန်တော်အင်္ဂလိပ်လိုရေးတယ်မယ်နော်ကျွန်တော်ဒီမှာဟိုorange walking နော်စီလေးမော်ဒီရကျွန်တော်လိုင်းချောင်းတဲ့စကားပြောနေပါနော်တန်ရလော့လို့တော့ကျွန်တော်ဒီမှာတစ်ချက်ရေးပြီမယ်နော်တန်ရလော့လို့ကျွန်တော်တစ်ချက်ရေးမယ်ပြီးလို့ရှိရင်သူပြောရမယ်အကြောင်းအရာလေးကိုကျွန်တော်ရေးမယ်ပေါ့နော်ငါတယောက်နဲ့လမ်းလျှောက်တာပြင်လိုက်တာပေါ့နော်ငါရီသားလေးထားရင်ကောင်းမယ်ပေါ့နော်ငါတယောက်တည်းလမ်းလျှောက်ရတာပြင်လိုက်တာတယောက်တည်းလမ်းလျှောက်ရတာပြင်လိုက်တာငါလည်းရီသားလေးတယောက်တော့ထားမယ်ပေါ့နော်ငါတယောက်တည်းလမ်းလျှောက်ရတာပြင်လိုက်တာငါလည်းရီသားလေးတယောက်လောက်ထားမယ်ပေါ့နော်โอเคကျွန်တော်တို့ကဒီမှာပြရများလေးကိုတစ်ချက်နေလိုက်မယ်နော်ဟိုရောခဏလေးဆောင်းလိုက်မယ်နော်အဲ့တော့ကျွန်တော်တို့ဝယ်သုံးရတာနော်ကျွန်တော်ဝယ်သုံးနိုင်ရင်တော့ပို့ပြီးတော့ကောင်းတယ် free ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ကိုလောရင်လောကျွန်တော်တို့က GB တွေဒီနေ့ကိုပေါ့နော်ကျွန်တော်5ခု6ခုလောက်တော့ကောင်းနေတယ်တယောက်တည်းလမ်းလျှောက်တာပြေးလိုက်တာရီးစားလေးတယောက်တော့ထားမယ်ဟိုကျွန်တော်တို့အဲ့လိုဆိုကျွန်တော်တို့ဗီဒီယိုလေးထွက်လာပြီပေါ့နော်ကျွန်တော်တို့အဲ့မှာ download ဆွဲခြင်းဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြီးဟိုအမြလေး73တက်ကလေးကိုနေပြီးကျွန်တော်ဒီမှာ download ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နေလိုက်မယ်နော်ဟိုအဲ့ဒါဆိုလို့ရှိရင်ရပြီနော်ဟိုဒီကောင်ဝယ်သုံးနိုင်ရင်တော့ပို့ပြီးကောင်းပါတယ်ကျွန်တော်ကဒါ free အခမဲ့ထုတ်ပြပေးတာဖြစ်ပါတယ်အားလုံးပဲသိပြီပါပြီနော်